နာရီခွဲတိဆိုဆရာမလေးလျှောက်လာမဲ့ကြောင်းလမ်းမထက်ကိုစောင့်နေမိတယ်ကြီးဖို့တနက်ခါလေးနဲ့ပန်းတစ်ပွင့်ကိုပန်ထားသေးတလန့်ကွာငေးရင်နမ်းမဝဘူးပဲအထွေးနဲ့ပူရိတယောက်ျားတိုင်းရဲ့ရင်မအေးပြီးဘွင်မှာယူတယ်အမြင်လာထုထဲမဲ့သူ့ရဲ့လှအောင်ကျင်လာဘူးတဲ့မျက်စောင်းလေးတစ်ခုထဲနဲ့ရင်မအသေးကိုဝင်လာထုခွဲဒီလူရဲ့အချစ်ကိုဥပြစ်ကချိန်လုံးနဲ့ရိုက်မဲ့လို့တော့မထင်ပါဘူးကွယ်လို့ကျင်တာတစ်ခုတည်းသူနဲ့အတူသွားအတူစားအတူတကွာယူရမဲ့လူသားဖျားရှိစုတောင်းလို့ဦးချညဘက်တိတ်ဆိုအိမ်မထဲမှာလက်လေးပိုက်လို့ဆရာမရှိမစားရချက်နေတက်တဲ့ယူပါအဲ့လိုသူမှုတရားတွေရှက်လွယ်ပြီးအခုမှခတ်တဲ့မိရသူ့အလှဖက်ပဲမိဒီလူဘဝပြတ်မဲ့ကြည့်ပါဆရာမလေးကိုဆွဲလက်မိတယ်ကူရခတ်တဲ့တီလာကြိုက်တဖူးသူ့အလားကိုဘေးပကြီးမမနိုင်ရဘူးမင်္ဂလာပါဆရာမလေးရဲ့ nice တမှုမြင်မြင်ချင်းကတဲ့ကမျက်နှိုးနေမိသူနဲ့တွေ့ခွင့်ရမယ့်စက္ကန့်တိုင်းကိုလက်ကျိုးရပြီးတိတ်ချစ်တဲ့ကြောင်းတွေပြောပြခြင်းလက်ခတ်လို့နေသည်ဒီရင်နဲ့မျောတော့ရောင်တချင်းရဲ့ပတ်ပြိုးတွေတီးရတခါတလေမှဖြစ်ချင်ပြီးတဲ့ငါဘဝကသူ့ရဲ့ဖြူအောင်အင်ကြီးလေးအပေါ်ကရင်ထိုးလေးလို့ချစ်တင်ငန်းစာတွေပို့ချမှားတွေပြင်လို့ပေးကိုလက်ကိုတွဲမဲ့ပဲ့ကန်ရှင်အတွက်ကိုအဲ့လိုနှင်းလို့ဒီစိတ်ကူးနဲ့ပဲဖို့ပြပြီးတော့ကြည်နူးဝင်ရတာပါဆရာမလေးကြောင့်ဖြစ်နေဆက်ဆိုတီကျူးမင်းကြမှာလားဖြစ်နိုင်မဆိုမူကြိုကလေးပွားပြန်ရောက်ချင်ခဲ့တယ်ဆရာမလေးရဲ့ဆွဲချင်းကြိုင်ပြီးအိမ်ပြန်လန်းသူရှောက်ချင်တယ်အမြဲ